အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Football Mood TV ကိုစင်သက်အားပေးနေတဲ့ညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာကိုကြင်မာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော် Football Mood TV ကနေပြီးတော့ရှေ့ပထမပါဆုတောင်းမြတ်တာပို့ပေးပါရဗျကဲဟုတ်ပြီဗျကျွန်တော်တို့ဒီနေ့ညမှာတော့မနေ့ညကတော့ကျွန်တော်တို့၄ပွဲပေါ့နော်၄ပွဲရွေးရမှာကျွန်တော်2ပွဲနိုင်2ပွဲရှုံးနဲ့တည်ကြသွားတယ်ပေါ့နော်ဒီနေ့ညမှာတော့ကျွန်တော် Premier League ပွဲပဲတီးတန်းကျွန်တော်၄ပွဲရွေးပေးမယ်ဗျာနော်ဒီနေ့ညလည်းကျွန်တော်၄ပွဲရွေးပေးပါမယ်ပထမပွဲကတော့ Aston Villa နဲ့ Burnley နဲ့ပွဲရယ်ကျွန်တော်တို့ Everton နဲ့ Crystal Palace နဲ့ပွဲရယ် Newcastle နဲ့ Nottingham Forest နဲ့ပွဲရယ်ကျွန်တော်တို့ Wolves နဲ့ Brighton နဲ့ပွဲရယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ပထမဆုံးပွဲကိုတွားကြည့်အောင်ဗျကျွန်တော်တို့Aston Villa နဲ့ Burnley နဲ့ပွဲမှာဆိုရင်เนาะကျွန်တော်ပြောခဲ့သလိုပဲညံနှစ်သင်းတွေ့နေရပါမနေ့ကလည်း Open နဲ့ Uber နဲ့လို့ပဲတိတ်မကွာဘူး Burnley တင်းက6ပွဲကန်ထားမှာတပွဲနိုင်တပွဲတည်4ပွဲရှုံးဆိုတဲ့ရလနဲ့အဆင့်18နေရာမှာတန်းစင်းစုံတွေမှာเนาะ4မှတ်နဲ့ရပ်တည်နေတဲ့ Aston Villa တင်းကတော့တပွဲနိုင်3ပွဲတည်2ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်6မှတ်6ပွဲကစားအဆင့်16နေရာမှာပေါ့နော်ကဲဒီနေရာမှာထူးခြားတာကကျွန်တော်ပြောသလိုပဲအညာနှစ်သင်းတွေ့နေပြီအညာနှစ်သင်းတွေ့နေတာဖြစ်တဲ့အတွက်တအားကြီးတွေကိုရန်လိုက်ကြည့်တရားမလို့ဘူးဗျာတသင်းမှာသူတို့ကရှုံးညမှာမဟုတ်ဘူးတန်းစင်းသွားနေပြီးတော့ဒီလိုအချိန်မှာရုံထွက်ထားမှာဖြစ်မယ်အဲ့တော့ခါကျတော့လူတိုင်းကတော့ကျွန်တော်ထင်တော့ Aston Villa ကိုတော့မျက်စိကျနေနိုင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကြီးအနေနဲ့ကလည်းတလုံးသွင်းကိုပတ်စံရနေပြီဆိုတော့လေကျွန်တော်အနေနဲ့ဒီလိုပွဲမျိုးကိုကျွန်တော်ဘန်လေးရွေးဘန်လေးမျိုးဆိုရင်တော့ကျွန်တော်ဂိုးဘော်လေးတွားခြင်းတယ်ဗျကဲဟုတ်ပြီကျွန်တော်နောက်တစ်ပွဲတွားကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့Everton နဲ့ Crystal Palace ပေါ့နော်Crystal Palace ကတော့တီးကြတဲ့အတိုင်းပဲဒီယာဒီမှာတော်တော်လေးကိုနီးပြ Oliver Glasner ရဲ့လက်အောက်မှာတော်တော်လေးကိုကောင်းနေတဲ့အသင်းလို့ပြောလို့ရတယ်ဗျ Premier League မှာဆိုရင်ကျွန်တော်ပြောသလိုပဲလုံးဝဒီသင်းကရှုံးပွဲမရှိတဲ့တသင်းနဲ့တော့အသင်းဖြစ်နေပြီဗျကဲအဲ့ဒီတော့ခါကြတော့ဒီပွဲမှာတော့ Everton ကဘယ်လောက်ထိCrystal Palace ကိုဒုက္ခပေးသွားနိုင်မလဲပေါ့နော်ပုံမှန်ရကြည့်လိုက်မယ်ဆိုရင်တော့ဒီလိုပွဲမျိုးကတော့ draw ပွဲပေါ့နော်တည်ရပွဲပေါ့နော်ကဲဟုတ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရွေးကြည့်မယ်ဟုတ်ပြီ Crystal Palace ကကျွန်တော်ပြောလို့ပဲ6ပွဲကန်ထားမှာ3ပွဲနိုင်3ပွဲတည်ရရမဲ့12မှတ်နဲ့ကျွန်တော်တို့အဆင့်9နေရာမှာရပ်တည်နေတယ်ဟုတ်ပြီ Everton တင်းကတော့6ပွဲကန်ထားမှာ2ပွဲနိုင်2ပွဲတည်2ပွဲရှုံးတော်တော့ညီရဗျရာဟု9ခုပေးခု6ခုနဲ့အဆင့်10နေရာမှာရပ်တည်နေတယ်ရမှတ်ကတော့10မှတ်ဗျအဲ့နေရာမှာကျွန်တော်တို့တစ်ချက်ပြောရရှိတာကBookie Handicap ကြီးပေါ့နော် Bookie Handicap ကြီးမှာဆိုရင်တော့ကျွန်တော်တို့ Everton ကနေပြီးတော့တောင်မှပေးထားတယ်ဗျတည်20ရှုံးဝင်းကျင်လောက်ပေါ့နော်ကိုပေါင်းကြီးကတော်တော်ပျော့တယ်ဒီနေ့တင်းရဲ့တိုက်စစ်ပိုင်းညံဖြစ်မှုကြောင့်မလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာဟက်တူဟက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ Everton အတာကြီးတာတယ်12ပွဲနိုင်ထားတယ် Everton က17ပွဲတည်ကြတယ် Crystal Palace က4ပွဲပဲနိုင်ထားတယ်ဒီဘယ်လိုပြောရမလဲဒီကြီးနေထားရကျွန်တော်အနေနဲ့ကတော့Crystal Palace အနေနဲ့နည်းနည်းလေးပေါ့ပပလေးပေးစီခြင်းတယ်ဗျာသိရမလားကြီးပြောင်းမြန်တောင်ဖြစ်နေတယ်အိမ်ဝင်းအားနဲ့ပေးထားရဆိုပေမဲ့လည်း Crystal Palace ရဲ့ဒီလက်ရှိခြေသွမ်းအထင်ကြီးတွေရှိတယ်အဲ့တော့ခါကြတော့ကျွန်တော်ဒီပွဲလေးကိုတော့ကျွန်တော်အနေနဲ့ Everton ကိုရွေးချယ်ပေးခြင်းတယ်ဗျကဲဟုတ်ပြီနောက်တစ်ပွဲကတော့ကျွန်တော် Newcastle နဲ့ကျွန်တော်တို့ Nottingham Forest ပေါ့နော်ဟုတ်ပြီ Newcastle အသင်းနဲ့ Nottingham Forest နဲ့ပွဲမှာဆိုရင်တော့ Newcastle အသင်းကကျွန်တော်တို့Premier League မှာတော့အခြေအနေမကောင်းဘူးပေါ့နော်သူ Champion League မှာတော့တပတ်ကကျွန်တော်တို့နိုင်ပွဲကိုကျွန်တော်တို့ Z4 နဲ့တော့မှသူနိုင်ခဲ့တယ်ဗျကဲဟုတ်ပြီကျွန်တော်တို့Newcastle အသင်းက6ပွဲကန်ထားတာမှာ1ပွဲနိုင်3ပွဲတည်2ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်6မှတ်အဆင့်15နေရာမှာရပ်တည်နေတဲ့အသင်းဗျကဲဟုတ်ပြီနောက်ထပ် Nottingham Forest အသင်းကလည်း6ပွဲကန်ထားမှာ1ပွဲနိုင်2ပွဲတည်3ပွဲရှုံးဆိုတဲ့ရလနဲ့ကျွန်တော်တို့အဆင့်18နေရာမှာရပ်တည်နေတဲ့အသင်းအဲ့တော့အညံနှစ်သင်းပဲဗျပြောရမယ်ဆိုရင်တော့လောလောဆယ်ပေါ့နော်တန်းစင်းရနေပြီးရုံရမယ်နှစ်သင်းပေါ့နော်ညံနှစ်သင်းဆိုတာကကဲဟုတ်ပြီ Newcastle အသင်းက1တရီလောက်ဝင်းကျင်ထီကိုကြီးကြောပေးထားတယ်ဂိုးပေါင်းကြီးကတော့3လုံး80သားဗျsorry က3လုံး30သားဗျအဲ့တော့ခါကျတော့ကျွန်တော်ပြောသလိုပဲတူတယ်ဂိုးက3လုံးကတော့တက်သွားနိုင်တယ်4လုံးထိရောက်မရောက်တာမသိတာကဲဒီလိုပွဲမျိုးကတော့ကျွန်တော်ကတော့ဂိုးပေါ်ကိုပိုကြိုက်တယ်ဗျနော်ကဲဟုတ်ပြီနောက်ဆုံးပွဲကိုတွားကြည့်မယ်ဗျနောက်ဆုံးပွဲကတော့ကျွန်တော်တို့ Wolves နဲ့ Brighton နဲ့ပေါ့နော်ကဲဟုတ်ပြီ Wolves နဲ့ Brighton နဲ့ပွဲမှာလဲ Wolves ကတော့ဟိုတနေ့ကတော့တည်ကြရနော်စပါကိုမိတ်ဆွေတည်တဲ့အတိုင်းပဲ6ပွဲကန်ထားမှာ1ပွဲတည်5ပွဲရှုံးဆိုရလဲနဲ့ရမယ်တမတ်ပဲရသေးတယ်ဗျတန်းစင်းလုံးရစရာအောက်ချီပါဗျာနော်ကဲ Brighton တင်းကတော့ကျွန်တော်တို့2ပွဲကန်2ပွဲနိုင်2ပွဲsorry 6ပွဲကန်2ပွဲနိုင်2ပွဲတည်2ပွဲရှုံးဆိုရရမယ်နဲ့သူကတော့ရမယ်10မှတ်ထိစုဆောင်းထားနိုင်တဲ့အဆင့်7နေရာမှာပေါ့နော်ကဲဟုတ်ပြီဒီနေရာမှာကျွန်တော်တို့တစ်ချက်ပြောရရှိတာ Brighton ကနေပြီးတော့အဝေးခွင့်ကနေပြီးတော့တည်80ရှုံးလောက်ထိကိုကြီးကြောပေးထားရတယ်
နောက်တစ်ခုက3လုံး40စားပေါ့နော်ကိုပေါင်းကြီးကတော့နော်3လုံး40 50 60အဲဝင်းကျင်ပေးထားတယ်ပေါ့နော်ဒါကတော့ကန်ကန်ကြီးကြရင်တော့ကြီးရချက်ပြောင်းနိုင်တယ်ပေါ့နော်အဲ့တော့ခါကျတော့ဒီနေရာမှာကျွန်တော်တို့ပြောရရှိတာကhead to head ပြန်နော် head to head မှာဆိုရင်တော့တည်ကြတဲ့အကြိမ်ကြီးက10ကြိမ်လောက်ထိရှိထားတယ် wolf နိုင်ထားတာ4ကြိမ် brighton နိုင်ထားတာ10ကြိမ်ပေါ့နော်အဲ့တော့ခါကျတော့ wolf အနေနဲ့ဒါအိမ်ဝင်းပြသူ့ရဲ့အိမ်ဝင်းမှာဘယ်လောက်ထိသူလုံးပြနိုင်မလဲဆိုတဲ့ပုံမှာလည်းမူတည်တယ်တန်းစင်းတော်ကနေရုံထွက်ရမယ်အသင်းဖြစ်နေတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ကိုပေါင်းကြီးက3လုံး80ဆိုတဲ့ဝင်းကျင်ကကြတော့ wolf အနေနဲ့တစ်လုံးမဟုတ်တစ်လုံးကတော့ကျွန်တော်တို့သူ့အနေနဲ့ပေးခြင်းမှာမဟုတ်ဘူးသူ့အနေနဲ့ခံစစ်ကိုအဓိကထားပြီးတော့ပိတ်ဆော့လာမယ်လို့ကျွန်တော်ထင်တယ်အိမ်ဝင်လည်းဖြစ်နေတယ်ပေါ့နော်ဒီပွဲလို့တော့ကျွန်တော် wolf နဲ့ brighton နဲ့ပွဲလို့ကျွန်တော်6အောက်လေးသွားခြင်းတယ်ကဲဟုတ်ပြီကျွန်တော်ရွေးချက်မှုတွေကတော့ပြီးပြီဗျာနော် aston villa နဲ့ burnley နဲ့ပွဲမှာဆိုရင်တော့ကျွန်တော်ကတော့6ဘော်ကိုရွေးချက်ပေးခဲ့တယ်6ဘော်သို့မဟုတ်ပေါ့နော် burnley ပေါ့နော်everton နဲ့ crystal palace နဲ့ပွဲမှာဆိုရင်တော့ကျွန်တော်ကeverton ကိုရွေးချက်ပေးခဲ့တယ်Newcastle နဲ့ကျွန်တော်တို့ Nottingham Forest နဲ့ပွဲမှာဆိုရင်တော့ကျွန်တော်ကတော့6ဘော်ကိုရွေးချက်ပေးခဲ့တယ် Wolves နဲ့ Brighton နဲ့ပွဲမှာဆိုရင်တော့ကျွန်တော်6ဘော်ကိုရွေးချက်ပေးခဲ့တယ်ပေါ့ကဲဟုတ်ပြီကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနော်